明明白白生生夜夜阿头也比到，这呀哎呀你啦，怕讲嘞，但哈啊这干嘞来晒嘞喏，别说办干嘞路嘞，这干啊把你撇开的来说咯，这呀呢不得比到啊对就那个，啊体对那个，古这呀阿头你嘞不顾那个，伢包阿片玻璃。这不话干啦的嘛，这တရားနဲ့ပတ်သက်ပြီးတော့ထိတွေ့မှုတစ်စုံတရာရှိခဲ့တယ်။ဥပမာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ကိုလှူခဲ့တန်းခဲ့တာမျိုးတွေပေါ့။စွမ်းအာဟာရဌာနလှူခဲ့တာတွေအာဝါသဌာနလှူခဲ့တာတွေအခြားအသုံးဆောင်တွေအထောက်အကူဖြစ်စေတဲ့အရာတွေတန်ဖိုးဆောင်ရွက်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကရှိခဲ့တယ်။အနည်းဆုံးတစ်လောက်ရှိ။ဒါပေမဲ့သမထဝိပဿနာနဲ့ပတ်သက်ပြီးတော့ဘာဝနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့လေ။ထိတွေ့မှုမရှိခဲ့ဘူး။မလုပ်ခဲ့ဘူးပေါ့နော်။တခြားဌာနတို့ဘာလို့တော့လုပ်ပါတယ်ဝေယဝိသတွေဘာလို့တော့လုပ်တယ်ပေါ့လေဒါပေမဲ့သမထဝိပဿနာလုပ်ငန်းတွေမလုပ်ခဲ့တဲ့အခါကျတော့ဒါနဲ့ပတ်သက်လို့အစိမ့်သက်သက်ဖြစ်အတွေ့အကြုံမရှိဘူးပေါ့လေကမ္မတ္တိထက်မှာအဲ့ဒါမပါဘူးဖြစ်အဲ့ဒီကကြတော့ဘာဖြစ်လဲခုမှစလုပ်ရတာဆိုတော့အခက်အခဲတွေရှိတာပေါ့နော်ဒါကြောင့်မိမိရဲ့စိတ်သဏ္ဍာန်မှာရှိတဲ့ကိလေသာတရားတွေပေါ်မှာလည်းမူတည်ပါတယ်ကိလေသာထူပြောရင်ထူပြောသလောက်ပရိဘောဓတွေများရင်များသလောက်ပေါ့နောက်ကြောင့်မအေးရင်မအေးသလောက်တရားအထုတ်ရတာခက်ခဲမှာပဲဒါပြစ္ဆုတ်ပံရဲ့သဘောသဘာဝပေါ့နော်ဒါကြောင့်ဇယိုက်ဆိုတာလည်းအရေးကြီးပါတယ်အတိတ်ကံရှိသလိုပြစ္ဆုတ်ပံမှာလည်းဇယိုက်ဆိုတာလိုတယ်ဘူ၅ပါးဣန္ဒြေ၅ပါးအစရှိသည်တွေမပြည့်စုံဘူးဆိုရင်တော့တရားအထုတ်ရတဲ့နေရာမှာခက်ခဲမှုရှိလိမ့်မယ်အရေးကြီးတာကတော့ဉာဏ်ပညာပဲပေါ့နော်ဒီဉာဏ်ပညာနဲ့ပဲအစစအရာရာကိုစင်ကြင်သုံးသပ်ဆုံးဖြတ်ရပါတယ်ဒါကြောင့်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေဒုက္ခပฏิပဒါဆိုတာကတဏှာလွှမ်းမိုးမှုကြီးမားသောပုဂ္ဂိုလ်တွေဒုက္ခပฏิပဒါဖြစ်တာသမထအာမထုတ်မှုတဲ့ပုဂ္ဂိုလ်တွေစာလုံးရည်စကကြီးကပြန်စရတာပေါ့လေသမထဆိုဝိပဿနာပါသွားတာပေါ့နော်သမထဝိပဿနာဒီလိုဝိပဿနာသက်သက်အားထုတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်ဒီတော့ဝိပဿနာသမထဘာမှအာမထုတ်ဘူးတဲ့ပုဂ္ဂိုလ်တွေကတော့အတိတ်ဘဝကလည်းဘာမှမလုပ်ဘူးတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်တရားအားထုတ်တဲ့နေရာမှာလည်းညှို့ညင်ပင်ပန်းဆင်းရဲစွာအားထုတ်ရတယ်တရားတွေးတဲ့နေရာမှာလည်းနှိမ့်ကွေးမှုရှိတယ်အရိယာဖြစ်ဖို့အတွက်အချိန်တော်တော်လေးယူလိုက်ရတယ်ပေါ့နော်ဒါမျိုးဖြစ်ပါတယ်ဒုက္ခပฏิပဒါခိဗ္ဗပညာကြတော့ပြင်းပြင်းဆင်းဆင်းရဲရဲတော့ကျင့်ရတယ်ဒါပေမဲ့တရားအထုတ်တဲ့နေရာပြင်းပြင်းဆန်းဆန်းတရားရတယ်ဒီပုဂ္ဂိုလ်တွေဟာဉာဏ်ပညာပိုင်းဆိုင်ရာမှာအတိတ်ကံကပါလာတဲ့သဘောပေါ့ဒါကြောင့်မလို့ဝိပဿနာအထုတ်မှုသောပုဂ္ဂိုလ်လို့မှတ်ယူရလိမ့်မယ်အတိတ်ကဝိပဿနာအထုတ်မှုတဲ့အတွက်ကြောင့်ဉာဏ်ပညာမြန်ဖြစ်တယ်ဒါပေမဲ့ခက်ခဲပင်ပန်းဆင်းရဲဆိုအားထုတ်ရတာရှိတယ်နောက်တစ်ခုကဒုက္ခပฏิပဒါဌာနပညာကြတော့ဒုက္ခပฏิပဒါလွယ်ကူချမ်းသာစွာအားထုတ်ရတယ်ဘာကြောင့်လဲသူသမာဓိနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေရှိခဲ့တယ်ပြောမယ်ဆိုရင်သမထအားထုတ်ခဲ့တယ်ပေါ့တိတ်ကအမှဝိပဿနာတို့တော့မတက်လှမ်းနိုင်ခဲ့ဉာဏ်ပညာပိုင်းဆိုင်ရာကကြောအားနည်းမှုရှိတယ်ကမ္မသတ္တိထဲမှာဒါတွေသိမပါပါဘူးအဲ့ဒီခါကျတော့ဒီဘဝမှာပြန်ပြီးတော့ကြိုးစားအားထုတ်ရတဲ့အခါကျတော့နည်းနည်းတော့ခက်ခဲမှုကြံ့ကြာမှုရှိလိမ့်မယ်ပေါ့နော်ပညာပြည့်ဖို့အတွက်ဒါကြောင့်ဒုက္ခပฏิပဒါရှင်းတုန်းကရှင်းဘဝစဉ်စက်ကသမာဓိဖြစ်စေရေးသမထလုပ်ငန်းတွေတော့ဆောင်ရွက်ခဲ့ပါတယ်ဝိပဿနာနဲ့ပတ်သက်ပြီးအထီးတွေ့ဆက်ဆံနေခဲ့တဲ့အတွက်ကြောင့်နည်းနည်းတော့ကြာတယ်ပေါ့လေဒီသဘောရှိတယ်ဒုက္ခပฏิပဒါခိဗ္ဗပညာကြတော့လွယ်ကူချမ်းသာစွာလဲအားထုတ်ရတယ်တရားလဲမြန်မြန်သိတယ်ပေါ့လေအဲ့ဒီပုဂ္ဂိုလ်များကြတော့သမထဝိပဿနာအားလုံးကိုရှုမှတ်ပွားများအားထုတ်ဖို့တဲ့အတွေ့အကြုံတွေရှိခဲ့တယ်အတိတ်ကံပါရမီကပါလာတယ်ဆိုတာဒါပဲဒီဟိတ်ဥက္ကဋ္ဌပုဂ္ဂိုလ်များပေါ့နော်ဒီတော့ထိုပုဂ္ဂိုလ်များဟာဉာဏ်ပညာအနေနဲ့လည်းပဲပြည့်စုံလာခဲ့သူအတိတ်ကရှိခဲ့တဲ့ကမ္မတတ္တိအတိုင်းပဲဒီဘဝအကျိုးပေးတာကိုကောင်းမှုဆိုးမှုတွေကအဲ့ဒါကြောင့်အဲ့ဒီအသိဉာဏ်တွေပါလာတဲ့အတွက်ကြောင့်တရားအားထုတ်တဲ့အခါမှာလွယ်ကူလျင်မြန်ချမ်းသာစွာနဲ့တရားမြန်မြန်ရကြတာပေါ့နော်ဒီသဘောတရားရှိပါတယ်
ဒါကြောင့်ယောဂီများအတိတ်ကံဘလို့ပဲရှိနေပြစ္ဆုတ်ပံကံလေးများကြီးအားထုတ်ပေးမယ်ဆိုလို့ရှိရင်ဣန္ဒြေတွေနဲ့ပြည့်စုံလာမယ်ဖို့၅ပါးနဲ့လည်းပြည့်စုံလာမယ်အဲ့ဒီခါကြတော့လေတရားအရာပုံယာနီတွေကပို့ပြီးတော့လွယ်ကူသက်သာနှင်းမြန်စွာရနိုင်ပါတယ်ဒါကြောင့်အတိတ်ကံရှိလို့လေဒီတရားနဲ့ထိတွေ့ခွင့်ရကြပါပြီထိုင်ဆိုင်အားလျော်တဲ့သမာဓိတရားတွေလည်းဖြစ်နေကြပါပြီဉာဏ်ပညာပိုင်းဆိုင်ရာမှာလည်းအနေအချင်းသူ့အတိုင်းအတာနဲ့သူဖြစ်ကြပါပြီဒီတော့ဒါအတိတ်ကပြုလုပ်မဲ့ပါရမီကိုယခုတခါတည်းဖြည့်ကျင့်ပြီးသားဖြစ်သွားပြီပေါ့လေဒါကြောင့်ယောဂီတို့ဒီလည်းပဲဒီသဘောတရားကိုနှလုံးသွင်းပြီးတော့မိမိတို့ရဲ့အသိဉာဏ်ထဲမှာဉာဏ်ပညာတွေဖြစ်လာအောင်ယုံနာအကြောင်းကောင်းကောင်းကြီးကွယ်ကွယ်ပြားပြားသိပြီးတော့ဒီအပေါ်မှာတဏှာဥပါဒံတွေမကန့်ညှိစေအောင်ကိလေသာတွေနည်းပါအောင်နေရာကပါရာကပြတ်အောင်ပေါ့နော်ကြိုးစားပြီးတော့ပွားများအားထုတ်ကြပါလို့တိုက်တွန်းရင်းနဲ့ပဲလည်းချင်းအလုပ်ပေးဟောကြားချက်အချိန်စစ်လို့ဒီမှာပဲဒီကုန်းချုပ်ပါမယ်ကြံရှိတဲ့အချိန်ကာလများမှာတော့မိမိခန္ဓာကပြတဲ့တရားထင်ရှားအောင်ဆက်လက်၍ရှုပွားကြပါအလုံးသားရချမ်းမြေ့တရားတွေ့ကြပါစေ